Minglava. Dinechunuru Sinuchome Jayagaro JavaScript Nibinya Loga Dega Totally Ion Nonsia Sekpia Gaundero Pioame Chindi Jamba. Hokebashin? A Twitter peer who programming tools they go Knakana they took a home piece or a Lanjamio Wole, below authentication Lumio, a chigan feature down, by some Bema Domame so the Piesindi. Dinepatapiro, Daniel Burkholz so the developer down ye, Weban Tuta Chaco, a diga Tabi Chiva Zamaba. Hokbare? Daniel Burkholz ye YouTube video to Kushirele, Tuga Theo sore nok the why we don't have a Laravel for JavaScript video go React lopi tu myen ko tong ta thara pa. ဟုတ်တယ်ဆိုတော့အဲ့ဒီကနေအဓိကအချက်တွေကိုကောက်နှုတ်ပြီးတော့ JavaScript လောကရဲ့ဒီလိုအပြောင်းလဲမြန်လွန်းတဲ့တဘာဝရဲ့သူ့နောက်ွယ်ကစီးပွားရေးပုံစံတွေကိုရဲ့ဒီနေ့အတူတူခွဲခြမ်းစိတ်ထဲကြည့်ကြတာပေါ့ ကောင်းပါတယ်စိတ်ဝင်စားစရာတော့ကောင်းပါပေါ့ ကဲဒါဆိုပထမဆုံးပိုင်းကိုစလိုက်အောင် Daniel Burkholz ရဲ့အဓိကစီးပြတ်မှုပေါ့ JavaScript tools တွေအဆက်မပြတ်အသက်လဲနေတာလာပိုင်းတွင်ကိုသုံးမရတော့ဘူး DIY အမှန်ဆိုပြီးဖြစ်နေတာ ဟုတ်တယ် သူဥမာပေးထားတာဆိုရင်type ORM 3လျာနဲ့ဟေ့အဲ့ဒါသုံးမရတော့ Prisma ပြောင်းသုံးဆိုဝိုင်းပြောကြတယ်ခဏနေတော့လာပိုင်းမကြာမေဖြစ်တယ် Prisma ကလည်းမဟုတ်ဘူးက Drizzle မှအမှန်ဆိုပြီးဖြစ်လာပြန်ရောတကယ်ပဲ အလားတူပဲ Redux တို့style components တို့လိုဟာတွေကိုလည်းအဲ့ဒီက outdate ဖြစ်ပြီဆိုပြီးတော့ Tailwind လိုဟာတွေနဲ့အစားထိုးဖြစ်ကြတာမျိုးတွေသူကအဲ့ဒါတွေကိုထောက်ပြတယ်တော်တော်လေးကိုယူလောက်တဲ့အရှိန်နဲ့ပြောင်းနေတယ်လို့သူကမြင်တာလို့နေလေလို့သူကမြင်တယ် ဟုတ်တယ် everything is a package ပေါ့အဲ့ဒါရင်ပဲပါလို့ချင်း package တစ်ခုတွင်းသုံးရရဲ့ပုံစံမျိုးဖြစ်နေတာသူကဒါကိုRuby on Rails တို့ Laravel တို့လို framework ကြီးတွေနဲ့ရှင်းရတယ်အဲ့ဒီမှာဆိုရင် active record လိုမျိုး comma ပါတဲ့ ORM တွေရှိရလေမှန်တယ်အဲ့ဒီ ecosystem တွေရဲ့တည်ငြိမ်မှုနဲ့ရှင်းပြတယ်ဆိုတော့အဲ့ဘက်မှာဆိုရင်အဓိကကျတဲ့ tool တစ်ခုဥပမာ Rails မှာ active record ပေါ့အဲ့ဒါကြီးရုတ်တရက်ကြီးပျောက်ကွယ်သွားမယ်ဒါမှမဟုတ်သုံးမရတော့ဘူးလို့ကြေညာတာမျိုးကလုံးဝကိုစဉ်းစားလို့မရတဲ့အရာပဲလို့သူကဆိုတယ်ဟုတ်ပါဘာလို့လဲဆိုတော့အဲ့ဒီ framework တွေကပို့ပြီးရင်တဲ့ဖြစ်တဲ့ core team က gear စနစ်တစ်ခုလုံးရဲ့တည်ငြိမ်မှုကိုပို့ဦးစားပေးတဲ့ philosophy ရှိတယ်ပေါ့နော် JS မှာကျတော့အဲ့လိုမဟုတ်ဘဲနဲ့ပြန်ကျဲနေတဲ့ startup လေးအများကြီးကကို product ကို push လုပ်နေကြတဲ့တပေါ်ဟုတ်ပဲသူ react လုပ်နေတဲ့ Theo ရဲ့ video ထဲမှာတော့create T3 app ဆိုတဲ့နာမည်ကြီး boilerplate လေအဲ့ဒီမှာအရင်က Prisma ကို recommend လုပ်ရနေအခု Drizzle ကိုပြောင်းဖို့ recommend လုပ်လာတာကို Daniel ကထောက်ပြပြီးတော့အခြေတွေကဘလောက်မြန်ပြောင်းလဲနေတယ်ဆိုတာကိုဟာသာလေးနောက်ပြီးပြောထားသေးတယ်ဟုတ်တယ်ရဲတော့ရဲရတယ်နော်ရဲစရာလို့ထင်ရပါမယ်တကယ်တော့မှ developer တွေအတွက်တော်တော်ဝန်ထုတ်ဝန်ဖို့ဖြစ်စေတာအထူးသဖြင့်BC Python 8ထောင်လိုက်ကြီးနေမဟုတ်တဲ့ company ငယ်လေးတွေ agency လေးတွေအတွက်ဆိုရင်ဒီလိုအဆက်မပြတ်ပြုပြင်ထိန်းသိမ်းအစိုက်ထိုးနေရတာကတကယ်ကို cost များတယ်အန်တရလည်းများတယ်လို့သူကဆိုရင်းနေမှန်ပါတယ်ဆိုတော့ဒါကတကယ်ပဲ innovation လားဒါမှမဟုတ် hype ကြောင့်ဖြစ်နေတယ်မတည်ငြိမ်တဲ့ chaos လားဆိုပြီးသူကမေးခွန်းထုတ်တာစဉ်းစားစရာပဲမှန်တယ်နောက်ဒုတိယဝေဖန်ချက်ကပိုလို့တော့စိတ်ဝင်စားစရာကောင်းသေးတယ်ဟုတ်ကဲ့ဒါကတော့ authentication လို့ software တိုင်းဒီပါမှာလိုအပ်တဲ့အခြေခံကြတဲ့ feature တွေကိုတော့ပိတ်ဆန်အရန်တောင်းလာတဲ့ကိစ္စပဲသူက Authro Clark လို့ service တွေကိုဥမာပေးတယ်ကြားဖို့ပါဒီ service တွေကမကောင်းဘူးလို့ပြောတာမဟုတ်ပဲမဲ့သူတို့ရဲ့ marketing နဲ့ ecosystem တစ်ခုလုံးက developer တွေကိုauthentication ကအရန်ခက်တယ်ကွာမင်းကိုယ့်ဘာသာကိုမလုပ်နိုင်ပါဘူးပိတ်ဆန်ပေးဝလာတာကမှပိုကောင်းမယ်ဆိုတဲ့အတွေးမျိုးဝင်လာအောင်တမင်တကာပုံသွင်းနေတယ်လို့ Daniel ကခန်းစားရကြောင်းပြောတယ်ဟုတ်တယ်အဲ့ဒီ mindset ကို push လုပ်နေတာမျိုးပေါ့ဆက်ကနှစ်တီဘလောက်ကြာပြောင်းလဲသွားတာသိမရှိဘူးလေဒီလောက်ကြီးရှုပ်ထွေးပွေလီပြီးကြောက်စရာကောင်းတဲ့အရာတစ်ခုလို့မမြင်သင့်ဘူးလို့သူကပြင်းထန်ပြောတယ်Daniel ရဲ့အုံသက်ချက်အရာလေဒါကသူခက်နောက်သုံးလုံးလိုက်တဲ့ JavaScript Mafia ဆိုတဲ့အတွေးခေါ်ပုံစံနဲ့ဓာတ်ရိုက်ဆက်နေလေတဲ့ဟုတ်နောက်ွယ်မှာတော့VC funding အများကြီးရထားတဲ့ infinite money culture လို့သူခေါ်တယ်ကုမ္ပဏီတွေရဲ့လွှမ်းမိုးမှုကောBC ပိုက်ဆံတွေဟုတ်တယ်ဒီ service တွေက developer တွေကို clay တယောက်လို့သဘောထားပြီးမင်းအတွက်ဒါကတိတ်ခတ်တယ်မင်းနောက်လည်းမဟုတ်ဘူးပိုက်ဆံပေးငါတို့ service စာသုံးဆိုတဲ့ပုံစံမျိုးနဲ့ဆက်နေတယ်လို့သူကမြင်တယ်တော်တော်ဆိုးတာပေါ့နော်ဟုတ်တယ်ဒါကိုသူက Rails Laravel ဒါမှမဟုတ်သူ client တက်တဲ့ Adonis.js လို့ framework တွေနဲ့ယင်ပြတယ်
အဲ့ဒီ framework ဒီမှာဆိုရင် authentication က framework ရဲ့ core feature တစ်ခုအနေနဲ့ပါပြီးသား ပါပြီဒါမှမဟုတ် free package နေနဲ့ရှိတယ် မှန်ပါတယ်တရားဝင်ထုတ်ပြထားတဲ့အခမဲ့သုံးလို့ရတဲ့ package fee ရှိနေတတ်တယ်ဘာကြောင့်ဒီလောက်ကွာခြားနေရတာလဲပေါ့ JS မှာက VC တွေကပြည်ထနာတေးသေးလေးတစ်ခုစီကို startup တစ်ခုထောင်ဖို့ funding ပေးပြီး monetize လုပ်ဖို့တွန်းအားပေးနေချိန်မှာတခြား ecosystem တွေက core framework ကိုပို့ပြီးအားကောင်းအောင်ပြည်စုံအောင်လုပ်ဖို့အားပေးတဲ့ယဉ်ကျေးမှုရှိနေလို့ပဲလို့သူကတုံ့တတ်တယ် ဒီနေရာမှာနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကဒါတွေက open source ပဲလေ community တစ်ခုခု develop ခံသွားရင်တောင် community က setting တင်းသွားမှာပေါ့ဆိုတဲ့အများစုလက်ခံထားတဲ့အယူအဆကို Daniel ကတန်တရားဝင်တာပဲ အဲ့ချက်ကောင်းတယ် သူကဥကပေးတဲ့ Prisma တာငွေကြေးအခက်ခဲကြောင့်ပိတ်သွားရတယ်ဆိုပါစို့သူကိုမိခိုနေရဲ့ project တွေအတွက် community ကအရင်ကလို quality နဲ့ feature အတိုင်းဆက်ပြီးထိမ့်သိမ့်ပေးဖို့ဆိုတာလက်တွေ့မှာဘယ်လောက်ဖြစ်နိုင်ကြီးရှိမလဲဆိုတာကိုမေးခွန်းထုတ်တယ် ဟုတ်တယ်အထူးသဖြင့် volunteer based ဆိုရင်ပိုခက်တာပေါ့ ဟုတ်တယ်သူက Gatsby.js ဆိုလဲဥမာပေးပြီးတော့ VC ပေါ်အလုံးကျော်မိခိုနေရဲ့ open source project တွေရဲ့ရေရှည်တည်တံ့မှုအပေါ်မေးခွန်းထုတ်တယ်လက်တွေ့မှာအဲ့လို community takeover ကထင်စလောက်မလွယ်ဘူးအထူးသဖြင့်ရှုပ်ထွေးရဲ့ code base ကြီးတွေမှာပေါ့ အတိအကျပဲ Daniel ရဲ့ခန့်မှန်းချက်အရဆိုရင်လေဒီလို VC ပိုက်ဆံပေါ်အလွန်ကျွမ်းမိခိုနေတဲ့ service based model တွေကပူပေါင်းတစ်ခုလိုပဲတဲ့ ပါပေါ့ ဟုတ်တယ်အခုလို tech လောကမှာ VC ပိုက်ဆံတွေခက်ခဲလာတဲ့အခါ funding တွေရပ်တန့်သွားတဲ့အခါဒီပူပေါင်းပေါက်ကွဲသွားနိုင်တယ် ဖြစ်နိုင်တယ် အဲ့ဒီအခါကျရင် developer တွေက JavaScript ecosystem ထဲမှာပဲ Adonis.js လိုမျိုးပိုပြီးတည်ငြိမ်တဲ့ batteries included ပုံစံ framework တွေကိုပြန်ပြီးမျက်နှာသားပေးလာနိုင်တယ်လို့သူကမျှော်လင့်တယ်သူကပြဿနာတေးသေးလေးတိုင်းအတွက် startup တစ်ခုထောင်တာက Rails လို့ core framework ကိုပြန်ပြီး contribute လုပ်တာမျိုးမဟုတ်ပဲရေရှည်မှာတကယ်တော့အားသာချက်မဟုတ်ပဲ ecosystem ကိုပိုပြီး fragmented ဖြစ်စေပြီးမတည်ငြိမ်စေတဲ့ຢာဖြစ်တယ်လို့သူ့အမြင်ကိုရှင်းရှင်းလင်းလင်းပြောထားတယ် ဆိုတော့ကရွေးချယ်စရာများတယ်ဆိုတာကကောင်းတာကြီးပဲမဟုတ်ဘူးပေါ့ ဟုတ်ကဲ့တကယ်တော့အားနည်းချက်တခုဖြစ်နေနိုင်တယ်လို့သူကဆိုလိုချင်ပုံရတယ် ကောင်းပြီဒါဆိုရင် Daniel Barkholz ရဲ့အဓိကပြောချင်တဲ့ချက်တွေကိုအတိုးချုပ်ပြန်ကောက်ရရင်တစ်ခုက JavaScript ecosystem နဲ့မှာ tools တွေလာပိုင်းအတွင်းခဏခဏပြောင်းလဲနေတဲ့အပေါ်သူ့ရဲ့ကြီးကျယ်စိတ်ပြတ်မှု ဟုတ်ကဲ့ က authentication လို့အခြေခံကြတဲ့ feature တွေကိုတောင်းငွေအရန်တောင်းတဲ့လမ်းကြောင်းပေါ်သူ့ရဲ့ဝေဖန်မှုတွေပေါ့ မှန်ပါတယ် ဒီဖြစ်စဉ်တွေရဲ့နောက်ကွယ်မှာအဓိကကတော့ height အသက်အဆန်းကိုရန်လိုက်တဲ့ယဉ်ကျေးမှုနဲ့VC ပိုက်ဆံတွေတွန်းအားပေးမှုတွေရှိနေတယ်လို့သူကမြင်ပါတယ် ဟုတ်ပါတယ်အဓိကချက်တွေကအဲ့ဒါတွေပါပဲနောက်ဆုံးအနေနဲ့နားခေါင်သူတွေအတွက်စဉ်းစားစရာအတွေ့တစ်ခုခြံထားခဲ့ကြပါလေ Daniel ရဲ့ဒီဝေဖန်ချက်တွေကိုကြည့်ပြီးတော့လေ ဟုတ်ကဲ့ JavaScript ရဲ့ဒီလို hyper modular ဖြစ်မှုနဲ့ startup driven GitHub စနစ်ကတကယ်ပဲတချို့ပြောနေကြသလိုတီထွင်စမ်းသပ်မှုရဲ့ engine အားတာချက်တစ်ခုလားဒါမှမဟုတ်တကယ်တမ်းမှာငွေကြေးပူပေါင်းတစ်ခုပေါ်မှာတိစောက်ထားတဲ့အထူးသဖြင့်infinite money မရှိတဲ့တာမန် developer တွေနဲ့ company တွေအတွက်ရေရှည်တည်ငြိမ်မှုနဲ့ထိန်းသိမ်းရလွယ်ကူမှုကိုလွတ်လွတ်ရှုထားတဲ့မတည်တတ်နိုင်မှန်တူတစ်ခုဖြစ်နေမလား စဉ်းစားစရာပဲ software development မှာလိုအပ်တယ်လို့ပြောင်းလဲပြင်လွယ်ရှိမှု flexibility နဲ့ယုံကြည်စိတ်ချရပြီးခိုင်မာမှု reliability ကြကမှန်ကန်တဲ့ဟန်ချက်ညီမှုဆိုတာဘယ်နေရာမှာရှိတဲ့နယ်လို့ထင်ပါတယ်ဒါလီကိုဆက်ပြီးစဉ်းစားကြည့်ဖို့ချမ်းသာခဲ့ခြင်းပါတယ် ဟုတ်ကဲ့ပါဒီနေ့အတွက်တော့ဒီလောက်ပါပဲ